တိုင်းဒီချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရည်တုံးရင်ခုံမောလျောက်စွာကာကြိုးကားွယ်စုံမင်းလာရွှေမင်းသားရဲ့ဘဝဓမ္မတာချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရည်တုံးရင်ခုံမောလျောက်စွာကာယောကာလွယ်စုံမင်းလာရွှေမင်းသားရဲ့ဘဝဓမ္မတာမျိုးလင်းတော့ညတဲ့ကောင်ရဲ့ပြိတ္တပေါ်လာတဲ့စစညံ့ရဲ့မိသားလေးရဲ့အကောင့်ဝန်တမ်းမဆုံးရှိမင်းသားလေးဟာမကြခင်မှာတကောင်ရဲ့မိုးကရွာစေတကားရွာချင်းနိုင်ရွာချင်းနိုင်ရွာတော်မူတချင်းစေအောင်မှာမျိုးလင်းတော့ညတဲ့ကောင်ရဲ့ပြိတ္တပေါ်လာတဲ့စစညံ့ရဲ့မင်းသားလေးရဲ့အကောင့်ဝန်တော်မဆုံးရှိမင်းသားကရုံးလေးဟာမကြခင်မှာတကောင်ရဲ့မိုးကရွာစေတကားရွာချင်းတိုင်းရွာချင်းတိုင်းရွာ